ဆက်ပြောရရင်ဂျပန်သတင်းတွေမှာဆိုရှင်ကျွန်တော်တို့ဒီတော့ဆိုလေဂျပန်မှာဆိုငလျင်ရမ်းလို့ဂျပန်မှာငလျင်ရမ်းလို့တော့ဂျပန်မှာစားသောက်ဆိုင်တွေရတယ်အဲ့မှာဆိုင်းဘုတ်တစ်ခုသူတို့ဆိုင်တွေကနေထုတ်တာဒီနေ့တိုင်းပြည်အရေးပေါ်အခြေအနေကြုံတွေ့နေရပါဒီရပါလို့ရှင်မနေ့ကဈေးတိုင်းကျွန်တော်ဆိုင်တွေကပစ္စည်းများအောင်လာရောက်ဝယ်ယူနိုင်တယ်ဆိုတော့ဆိုင်းဘုတ်အဲ့လိုမျိုးကျွန်တော်တို့နိုင်ငံကလူတွေစိတ်ထဲမှာရှိဖို့ကောင်းတော့အဓိကတော့ရှိစေချင်တာပေါ့ရှိစေချင်တာပေါ့ဒါပေမဲ့ဒါကလည်းဟိုသူတို့လည်းပြန်ရင်းနှီးရမယ်သူတို့ရဲ့အခက်အခဲတွေလည်းရှိမှာပေါ့ဒါတွေကတော့ကျွန်တော်တို့ဟိုမြင်နိုင်တဲ့အရာတွေရှိတယ်ကျွန်တော်တို့အုံနောက်နဲ့တွေးလို့မရတဲ့အရာရှိဘွားရအမှုပညာရှင်ဖြစ်နေတဲ့အတွက်စီးပွားရေးသမားလုံးမဟုတ်တဲ့အတွက်ဘလို့အခက်အခဲမျိုးတွေရှိတယ်သူတို့ဘက်ကပစ္စည်းတွေတွင်းလို့မရတာမျိုးတွေပါအဲ့လိုမျိုးပေါ့အခက်အခဲဘာလို့ရှိနေတဲ့အပေါ်မှာဘာမှဝေဖန်ဖို့အတွက်ခဲရမှာဒါတွေဝေဖန်ဖို့ခဲနေတယ်အဓိကတော့မဝေဖန်ခြင်းဘူးပေါ့နော်ဘာကောင်းအောင်လုပ်ပေးမလဲဟုတ်တယ်တောင်းမဲ့တောင်းဆိုကြတာကျွန်တော်တို့ဘာကောင်းအောင်လုပ်ပေးရမလဲဘာကောင်းအောင်လုပ်ဖို့လုပ်မလဲဒါပေါ့ကျွန်တော်အုံနောက်နဲ့ကျွန်တော်ဉာဏ်နဲ့တွေးတိုးလို့ရတဲ့ဟာကိုလုပ်ဖို့တော့ပေါ့အဲ့တော့ကြောက်နေပြီညတော်မှလှုပ်တယ်ဆိုတော့ကို့မှာဘယ်ခပြေးလို့ရဟုတ်တယ်ကြောက်တော့ကြောက်ကိုယ်တိုင်ကြောက်တယ်ဆိုတာထက်ထပ်ပြီးတော့ဘယ်သူမှလည်းမထိခိုက်စေချင်တော့တာပါဒီကတော့ကိုဘက်ကနေဗာပေးနိုင်မလဲကျွန်တော်ပထမဆုံးစစဉ်းစားတာအလူခံတဲ့ကိစ္စကိုစစဉ်းစားမှာငါထဲကနေငါဘယ်လောက်လူနိုင်မလဲဆိုတော့စဉ်းစားကိုအရင်ဆုံးဘယ်လောက်လူနိုင်မလဲကိုလူနိုင်တဲ့ဟာကိုရင်ဆိုပြီးမှထပ်ပြီးတော့ကိုဘလို့ဗာထက်ရှာပြီးတော့ဘလို့လုပ်ပေးလို့ရမယ်အဲ့လိုမျိုးလေအဲ့ဒါလေးကိုကျွန်တော်လုပ်တယ်ပြီးဝင်ငွေရပေါက်ရလဲမလုပ်လို့ရဘူးကျွန်တော်မြေပဲတီကြောင်းနဲ့မြေပဲတီချော့ပြီးဒီချော့ပြီးရောက်လိုက်တယ်ရပတ်ဆိုင်ရတဲ့နေရာရသလိုရှာတယ်ပေါ့လက်ရှိလဲဖြစ်တည်မှုပေါ်မှာလဲကိုယ့်အိမ်ထဲကနေလောက်ဆိုင်ကျွန်တော်ပတ်ဆိုင်အမောက်မတွက်တာဘူးဘယ်လောက်လူမေးတယ်ဘာလို့တွက်ရင်ကိုယ်ကမသိရဖြစ်နေမှာဆိုလို့မကန့်တတ်တာဘူးရသလောက်ကြုံတဲ့နေရာဖြစ်တဲ့နေရာမှာအဆင်ပြေသလိုရှိသလောက်ဒီတော့သူရာချီလဲပြီးကြမှာလားစရေးနဲ့လေးကိုယ့်ကိုပေါင်းသွားတယ်ဘလောက်တော့မတွက်တာပြီးကြမှာလားအားလုံးပေါင်းပြီးတော့ငါဘလောက်လူမိတယ်ဆိုတဲ့ဟာမျိုး PD value ရှင်တယ်အဲ့တော့ဒီနေ့ကလည်းအဲ့ဒီကိုကျွန်တော်ဖွင့်မကြည့်ဘူးကျွန်တော်ရှိမှယုံကြည်နဲ့လာလူထားတဲ့ဟာကို list လုပ်ထားတယ်ကျွန်တော်ကနေပြီးတော့ပေးတဲ့ဟာလေးအကုန်လုံး list လုပ်ထားတယ်ဒီရက်အားလုံးပြီးတဲ့တနေ့ကြမှာပဲ Facebook မှာ only me လေးတင်ထားအောင်တေးတက်မှာဖွင့်ပြမယ်အခုချိန်ထိလည်းကျွန်တော်ဘယ်လိုမှလည်းဟိုကြွားပါလို့သိလို့မရှိဘူးဘာမှလည်းမရှိဘူးအေးစစ်အားလုံးအခက်ခဲအားလုံးပြေပြောက်ဖို့အရင်အတိုင်းပြန်ပြီးတော့ပြန်လဲထူထောင်ဖို့အဲ့ဒါတွေအရင်အရေးကြီးရတဲ့အဲ့ဟာတွေတော့ကိုသုံးစုံနဲ့မှာအကုန်လုံးစူးစမ်းနေကြတယ်ရှိပါလေကျွန်တော်တို့သတင်းတွေမှာအများနဲ့ကြည့်နေရတော့ကျွန်တော်တို့နည်းနည်းဆက်ပြောရရင်ဂျပန်သတင်းတွေမှာဆိုရှင်ကျွန်တော်တို့ရင်တော့ဆိုလေဂျပန်မှာဆိုငလျင်ရမ်းလို့ဂျပန်မှာငလျင်ရမ်းလို့တော့ဂျပန်မှာစားသောက်ဆိုင်တွေရတယ်အဲ့မှာဆိုင်းဘုတ်တစ်ခုသူတို့ဆိုင်တွေကနေထုတ်တာဒီနေ့တိုင်းပြည်အရေးပေါ်အခြေအနေကြုံတွေ့နေရပါဒီရပါလို့ရှင်မနေ့ကဈေးတိုင်းကျွန်တော်ဆိုင်တွေကပစ္စည်းများအောင်လာရောက်ဝယ်ယူနိုင်တယ်ဆိုတော့ဆိုင်းဘုတ်အဲ့လိုမျိုးကျွန်တော်တို့နိုင်ငံကလူတွေစိတ်ထဲမှာရှိဖို့ကောင်းတော့အဓိကတော့ရှိစေချင်တာပေါ့ဒါပေမဲ့ဒါကလည်းဟိုသူတို့လည်းပြန်ရင်းနှီးရမယ်သူတို့ရဲ့အခက်အခဲတွေလည်းရှိမှာပေါ့ဒါတွေကတော့ကျွန်တော်တို့ဟိုမြင်နိုင်တဲ့အရာတွေရှိတယ်ကျွန်တော်တို့အုံနောက်နဲ့တွေးလို့မရတဲ့အရာရှိဘွားရအမှုပညာရှင်ဖြစ်နေတဲ့အတွက်စီးပွားရေးသမားလုံးမဟုတ်တဲ့အတွက်ဘလို့အခက်အခဲမျိုးတွေရှိတယ်သူတို့ဘက်ကပစ္စည်းတွေတွင်းလို့မရတာမျိုးတွေပါအဲ့လိုမျိုးပေါ့အခက်အခဲဘာလို့ရှိနေတဲ့အပေါ်မှာဘာမှဝေဖန်ဖို့အတွက်ခဲရမှာဒါတွေဝေဖန်ဖို့ခဲနေတယ်အဓိကတော့မဝေဖန်ခြင်းဘူးပေါ့နော်ဘာကောင်းအောင်လုပ်ပေးမလဲဟုတ်တယ်တောင်းမဲ့တောင်းဆိုကြတာကျွန်တော်တို့ဘာကောင်းအောင်လုပ်ပေးရမလဲဘာကောင်းအောင်လုပ်ဖို့လုပ်မလဲဒါပေါ့ကျွန်တော်အုံနောက်နဲ့ကျွန်တော်ဉာဏ်နဲ့တွေးတိုးလို့ရတဲ့ဟာကိုလုပ်ဖို့တော့ပေါ့အားလုံးကတော့ရှိကြမှာပါလူသားဖြစ်လာပြီလူဖြစ်လာပြီဆိုရင်ပုံပြီးတော့မှတွေးတတ်တဲ့အုံနောက်ကိုချင်းစာတရားဆိုတာမွေးရပါလာပြီးသားပေါ့နော်အဲ့ဒီပေါ်မှာမှကိုယ့်ရဲ့ကိုချင်းစာစိတ်နဲ့ဟိုလောက်ကြတဲ့အရာတွေအားလုံးကဒါဝမ်းသာရမယ်ပီတိဖြစ်ရမယ်အရာတွေကြည့်ပဲပေါ့နော်ဆိုတော့အားလုံးလည်းတဦးတယောက်ချင်းစီတိုင်းလည်းကိုတက်နိုင်တဲ့ဝန်တွေထမ်းနေကြမယ်လို့တော့ဘုံမီယုံကြည်ပါတယ်အခုဒီကတော့ဒါဘုံမီတို့တွေစပြီးလောက်ခဲတော့တိုင်မင်တာတော့မန္တလေးအတွက်ဆိုပြီးတော့ဒါဘုံမီတို့အရန် line ပေါ်မှာဟိုဒုက္ခတွေအများကြီးကြုံခဲ့ရတာမန္တလေးဖြစ်နေတဲ့ခါကျမန္တလေးအတွက်ဆိုပြီးတော့ရည်ရွယ်ခဲ့တာပေါ့နော်ဒါပေမဲ့အခုချိန်မှာလူမသိသူမသိနဲ့ line မမီတဲ့နေရာတချို့နေရာတွေမှာခက်ခဲနေရတယ်အများကြီးရှိတဲ့အတွက်ဘယ်နေရာကိုလူပြစ်မယ်ဆိုတော့ဒါပုံမျိုးဒီအလူစင်းရင်ပိတ်သွားပြီးတော့ရရှိတဲ့လူငွေပေါ်မှာမူတည်ပြီးတော့ပြန်ပြီးတော့ပြောပေးပါမယ်ဟုတ်ဒီကတော့အချိန်နဲ့အမျှကျွန်တော်မြင်ငယ်သတင်းတွေကိုလည်းနားဆွင့်ပေးပါဘာလို့ဆိုဒါကိုဘက်မှာမရောက်လာပဲပဲလေကျွန်တော်တို့ကလည်းရန်ကုန်ကလည်းမြင်ငယ်ကြောနဲ့နီးစပ်တဲ့မြို့တွေမှာပါတဲ့တော့ရန်ကုန်မန္တလေးလိုမျိုးသားရန်ကုန်မျိုးဖြစ်သွားခဲ့ရင်တော့လုံးဝမတွေးနိုင်ကြလားတော်တော်ကြီးရိုးရိုးမှုတက်ပြီးဖြစ်လာတယ်ဖြစ်နိုင်တယ်အဲ့တော့ချိုတင်မှန်းထားတော့ရမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်မြင်ငယ်သတင်းတွေကိုလည်းနားဆိုင်ပေးပါကျွန်တော်တို့ကြားနိုင်တဲ့များရတယ်လို့ကျွန်တော်ရမှာအတင်းထားပြီးတော့ရှိရချေရတယ်အားလုံးလည်းကိုယ်ကြီးပေးကြပါဦးအဲ့ဒါလေးပြောပြပါမယ်